မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့တောင်ကိုရီးယားနိုင်ငံရဲ့အတော်ဆုံးအေဂျင့်တစ်ယောက်ဖြစ်ကနေဝါသနာပါတဲ့ကတ်တွန်းဆရာအဖြစ်ပြောင်းလဲဖို့ဒုက္ခမျိုးစုံရောက်ခဲ့ရတဲ့မယားကြောက်တစ်ယောက်နဲ့တူတောင်းစားဖြစ်နေချိန်တောင်ကျောင်းသူလေးတွေဖွင့်ပြောတာကိုခံခဲ့ရတဲ့ကင်ချာနက်ရဲ့2020 Track Headman Agent Jan ဆိုတဲ့အပျော်တွေကူးဆက်သွားစေမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလန်အစမှာဂျွန်ဆိုတဲ့ကလေးတစ်ယောက်ဟာကားအက်ဆီဒင့်တစ်ခုမှာမိဘတွေကိုဆုံးရှုံးခဲ့ရပြီးတိုက်ကွန်ဒိုချန်ပီယံအဖေဖြစ်သူစီကအမွေရထားတဲ့တိုက်ခိုက်မှုစွမ်းရည်နဲ့ပိန်ကုတ်ဝါသနာပုံဆွဲခြင်းကိုထူးချွန်ခဲ့ပါတယ်တောင်ကိုရီးယားထောက်လှမ်းရေးနယ်စပ်ကကိုရီကိုတွေးကောင်းမွန်တဲ့မိဘမဲ့ကလေးတွေကိုပြုစုပြောထောင်ပြီးနိုင်ငံတော်အတွက်အသုံးချမဲ့အစီအစဉ်တစ်ခုမှာဂျွန်ကိုလာခေါ်သွားခဲ့ပါတယ်အရွယ်ရောက်လာတဲ့အချိန်မှာတော့ဒိုင်းကာဖွဲ့ရဲ့အတော်ဆုံးအေဂျင့်တစ်ယောက်ဖြစ်လာပြီးဖောက်ခွဲရေးသမားဂျေဆွန်ရဲ့ညီကိုဖမ်းဆီးပေးနိုင်ခဲ့လို့သူ့ကိုခေါ်လာခဲ့တဲ့ခေါင်းဆောင်ဒင်းကျူးကိုယ်တိုင်လည်းသူ့တပည့်အတွက်ဂုဏ်ယူနေခဲ့ရပါတယ်အားလက်ချိန်မှာဝါသနာပါတဲ့ပုံဆွဲခြင်းနဲ့အချိန်ဖြုံးနေရင်အလုတ်ကခေါ်လို့တွားကြည့်မှဂျေဆွန်ရဲ့သတင်းရထားကြောင်းပြောပြနေတော့မှပဲသူတို့အဖွဲ့ထဲကအငယ်ဆုံးအေဂျင့်ချောလေးရောက်လာခဲ့ပါတယ်ချောလေးအတွက်ဂျွန်ဟာလေးစားအားကြရတဲ့စံပြစီနီယာတယောက်ဖြစ်ကြောင်းပြောပြနေတော့မှပဲနှိပ်စက်ခံနေရတဲ့ဂျေဆွန်ညီကအသက်မရှိတော့လို့သတင်းရထားတဲ့စီကိုဂျွန်တယောက်တည်းကိုပဲလွတ်လိုက်ပါတယ်မုန်တိုင်းတွေကြားထဲမှာပုံလေးဆွဲလိုက်လာရင်စင်ကန်နီးကြမှာသူ့နာရီမှာတုံးဖို့ပုံတူလေးပေးခဲ့ပြီးမိုးတက်လေပြင်းတွေကြားထဲကိုခုန်ဆင်းသွားလို့လေထီဖွင့်မရပဲရေထဲပြုတ်ကျသွားခဲ့ပါတယ်သူဆွဲပေးထားတဲ့ပုံတူပကြီးလေးကိုပဲအခေါက်မှာကပ်ရင်ဝိုင်းကာရာဝါပြူကြတဲ့အချိန်မှာမိသားစုတွေလိုဖြစ်နေကြတဲ့ချောလေးနဲ့ဒင်းကျူးလည်းစိတ်မကောင်းဖြစ်ပြီးငိုကြွေးကြံရစ်ခဲ့ရပါတယ်တကယ်တမ်းမှာတော့ဂျွန်ကမသေးပဲအနှောက်အဖွဲမရှိတဲ့လွတ်လပ်တဲ့ဘဝတစ်နဲ့ပင်လယ်ကိုလက်ပစ်ကူးလာရင်သူ့ဘဝရဲ့လက်ကျန်ချိန်တွေကိုဝါသနာပါတဲ့ကတ်တွန်းဆရာတစ်ယောက်ဖြစ်အဆုံးတက်ရတော့မှာမို့လို့တွေးပျော်နေခဲ့ပါတယ်15နှစ်ကြာပြီးတဲ့အချိန်မှာတော့ဝက်တွန်းဝက်တွန်းဆရာတယောက်ဖြစ်နေအိမ်အောင်တွေဘာတွေကြကလေးတွေဘာတွေရတဲ့အထိလဲမအောင်မြင်သေးလို့မိမလောက်စာထိုင်စားရင်းနေစဉ်နဲ့အမျှစူပူကျိန်းမောင်းခံနေခဲ့ရပါတယ်တမိဖြစ်သူရက်ပါခါရောင်းအတွက်လဲကီးပုတ်လေးတစ်လုံးတောင်ဝယ်မပေးနိုင်တဲ့အနေထားမှုလို့အထင်သေးခံနေရတဲ့ကြားထဲမှာဇလန်းတွေကိုလည်းအချိန်မီပို့မပေးနိုင်တော့အမြဲတောင်းပန်နေခဲ့ရပါတယ်ဝက်တွန်းတပုတ်တင်ပြီးတိုင်းလဲဝိုင်းဆဲတဲ့ခမန့်တွေကိုပဲမြင်နေရလို့ခါရောင်းလဲသူ့တငယ်ချင်းတွေကြားထဲမှာအဆက်ရပြီးတခြားဇလန်းတွေမစင်စားပဲကိုအကြောင်းကိုပြန်ရေးဖို့အကြံပေးသွားခဲ့ပါတယ်ဝက်တွန်းထုတ်လုပ်သူတွေကလည်းခမန့်ပေါင်း2000လောက်နဲ့နာမည်ကြီးသွားပေမဲ့အားလုံးကဆဲထားတဲ့ခမန့်တွေမို့လို့နောက်လဲမရေးနဲ့ရေးပြီးလဲသူတို့စီမပိုးနဲ့ဆိုတော့ဝက်တွန်းဆရာဘဝကိုနှုတ်ဆက်ရမယ့်အချိန်ရောက်လာခဲ့ပါတယ်နောက်ဆုံးတော့အလုတ်ကျန်းသမားဘဝကိုရောက်နေတဲ့အထိတောင်အလုတ်သမားကောင်းဆောင်ရဲ့စူပူကျိန်းမောက်မှုကိုခံနေရလို့အနာကတ်သွားပြီးထိုးဖို့ဟန်ပြင်လိုက်ပြီးမှစိတ်ကိုလျှော့ချလိုက်ရတော့ကပ်ပြလိုက်ရပါတော့တယ်တခြားဝက်တွန်းဆရာတွေရဲ့ကားတွေဝဲအိမ်တွေစောင့်နေတဲ့သတင်းကိုကြည့်ရင်သူ့ကိုယ်သူပြန်တင်းလာလို့မူးမူးနဲ့တက်ပလက်တပေါ်လက်တင်လိုက်မှသူဖြတ်တန်းခဲ့ရတဲ့ဖြစ်ရမှန်ဇလန်တပုတ်ဖြစ်သွားခဲ့ပါတယ်ငငယ်တဲကနိုင်ငံတော်ကိုကာကွယ်မဲ့ဒိုင်းကာတွေဖြစ်နေအပြင်းထန်လေ့ကျင့်ခဲ့ရလို့မတေယုံတမဲခံစားခဲ့ရတဲ့ဒုက္ခတွေကိုကြော်လွန်ပြီးချိန်မှာဆက်ရေးစရာမတွေ့တော့လို့အပြင်ကတိုင်းကွက်တွေပြန်ထုတ်ကြည့်လိုက်ပါတယ်စဉ်းစားလို့ရသွားတော့မှဇလန်းကိုအဆုံးသက်ရင်အိပ်ပျော်သွားလို့မနှက်နိုးလာတဲ့အချိန်မှာမိမဖြစ်သူမီနာရဲ့ဆက်ဆံပုံတွေကထူးခြားနေလို့မေးကြည့်လိုက်မှသူရေးထားတဲ့ဇလန်းကလိုက်ပေါင်းအမြောက်များရသွားပြီဆိုတာသိလိုက်ရပါတယ်ကွန်ပျူတာကိုအမြန်ပြေးကြည့်မှနိုင်ငံတော်ရဲ့လှုပ်ဝက်ချက်တွေအားလုံးကိုသူ့ရဲ့ဝက်တွန်းနဲ့ဖော်ထုတ်သူလို့ဖြစ်ပြီးအေဂျင့်နေတဲ့ဘဝလေးလဲပျက်စီးတော့မှကြိုတိနေလို့ထုတ်လုပ်သူတွေကိုပါပြန်ဖြတ်ပေးဖို့တွားတောင်းပန်လိုက်ရပါတယ်အောင်မြင်တဲ့နံပါတ်1ဝက်တွန်းဖြစ်သွားလို့ဘလို့မှဖြတ်ခိုင်းလို့မရတဲ့အပြင်မူးပြီးရေးတာပါဆိုတော့နောက်လဲအမြဲတမ်းမူးပြီးရေးလို့ရအောင်ရေမြေစုံစီတောင်းပန်ပေးမယ်ဆိုပြီးနောက်ထပ်ဇလန်းကိုပဲအမြန်ပြန်ရေးခိုင်းလိုက်ပါတယ်မိုးရေရွာနေလို့ခါရောင်းကိုကြောင်းသွားကြိုတော့မှချမ်းသာတဲ့တငယ်ချင်းတွေကြားထဲမှာသူ့သမီးကိုကြည်ရင်စိတ်မကောင်းတွေဖြစ်ပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာတော့ခန်းစားချက်တွေကိုဆက်ဆိုထားတဲ့ခါရောင်းရဲ့ grab တပုတ်ကိုတွေ့လိုက်ရပါတယ်မိသားစုပေါ်မှာတာဝန်မကျေခဲ့တဲ့သူ့ကိုယ်သူနောင်တတွေရပြီးအိမ်ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်အောင်ဘာပဲဖြစ်ဖြစ်လုပ်ဖို့ဆုံးဖြတ်ရင်းဂျေဆွန်ကိုလုတ်ကြံတဲ့ဇလန်းတစ်ခုကိုနောက်ထပ်ဖန်တီးပစ်လိုက်ပါတယ်လောက်ကျန်သူဂျွန်ဇလန်ကနံပါတ်1အယောင်ရဆုံးနဲ့လွှမ်းမိုးနိုင်တဲ့ဇလန်လိုပဲလူတိုင်းရဲ့ဝေါ်တဲ့ကိုရောက်ရှိသွားပြီးခါရောင်းအတွက်လည်းကီးပုတ်လေးဝယ်ပေးနိုင်သွားလို့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်သွားခဲ့ပါတော့တယ်ဒဲဂျူးတို့ပါတည်သွားတဲ့အချိန်မှာတော့ဂျွန်အသက်ရှင်နေသေးတာကိုရိပ်မိသွားပြီးအေဂျင့်တွေအသက်ခံရတာနဲ့နိုင်ငံတော်အဆင့်လှုပ်ဝက်ချက်တွေကိုဖော်ထုတ်တဲ့တစ္ဆာဖောက်ဖြစ်ဖမ်းဖို့စီစဉ်လိုက်ကြတယ်သူတောင်းစားအတွင်ယူပြီးအမှုလိုက်နေတဲ့ချောလေးကလည်းသူတောင်းစားဖြစ်နေတာတော့နာမည်နဲ့လိုက်ပြီးစော်ကားချင်သေးလို့ဆက်စလူးကျောင်းသူလေးတွေရဲ့ဖွင့်ကြောင်ခြင်းကိုခံနေရတယ်ဂျွန်နောက်ကိုလိုက်ဖို့ဌာနကပြန်ခေါ်မှကျောင်းသူလေးတွေဖွင့်ကြောင်ပြီးထည့်ထားတဲ့ပတ်စံလေးတွေပြန်ပေးလိုက်ပေမဲ့နှလုံးသားကိုတော့လက်ခံလိုက်မယ်ဆိုပြီးအသေးပုံစက်ကူရွက်လေးရင်ဘတ်မှာကပ်ပြီးပြေးလာလိုက်တဲ့ဂျွန်အလုတ်လုံနေတဲ့စောက်လုပ်ရေးစိုက်ထိလိုက်လာကြလို့အိမ်သားထဲထွက်ပြေးတာတောင်အိမ်သားထဲအထိထက်လိုက်တော့ခုခံပြန်ချနေတဲ့အချိန်မှာအိမ်သားထဲရောက်နေတဲ့အလုတ်သမားကောင်လည်းချောင်းကြည့်ပြီးလန့်သွားခဲ့တယ်အကုန်လုံးမှောက်သွားတော့မှအိမ်ပြန်ပြေးရင်းမိနာကိုလည်းသူ့ကိုယ်သူဂျွန်းလို့ပြောပြပေမဲ့နေကင်းကြောင်တောင်မူးနေတယ်ပဲထင်ပြီးဆဲသွားတော့ချောလေးတို့ရောက်လာလို့အဖမ်းခံလိုက်ရတယ်ချောလေးကိုယ်တိုင်ပဲစစ်ဆေးနေလို့သူ့ရဲ့အဖြစ်အပျက်တွေအားလုံးကိုပြောပြလိုက်တော့ဂျွန်းတေပြီးမကြခင်မှာပဲသူတို့ရဲ့အဖွဲ့အစည်းလည်းပြတ်သွားလို့ချောလေးလည်းတခြားဌာနကိုပြောင်းသွားခဲ့ကြောင်းသိလိုက်ရတယ်ဝက်တွန်းကိုလည်းမူပြီးရှောက်ရည်မိတာပါလို့ဝန်ခံနေပေမဲ့ဘယ်သူမှယုံကြည်မပေးပဲပတ်စံအတွက်နဲ့နိုင်ငံတော်အဆင့်လှုပ်ဝက်ချက်တွေကိုတစ္ဆာဖောက်တယ်ပဲဆွဆွဲပြီးထိုးကျိတ်နေခဲ့ကြတဲ့မွေပါလုံးလို့မှတ်ထားတဲ့မီနာဖုံးဝင်လာမှဖုံးပြောခွင့်လေးတောင်းလိုက်တော့ဂျိုဆွန်ကလည်းသူ့ရဲ့ညီကိုတတ်သွားတဲ့ဂျွန်းကိုလက်စားချေဖို့သူ့မိမကိုဖမ်းထားပြီးမိနစ်20အတွင်းရောက်အောင်လာခိုင်းလိုက်တယ်ဂျွန်းလည်းရွေးချယ်စရာမရှိတော့သူ့ရဲ့အဖြစ်တွေကိုဝန်ခံမဲ့ဆိုလို့ဒဲဂျူးရောက်လာတော့မှဓာစာခံလုပ်ပြီးခေါ်ထုတ်လာတဲ့အချိန်မှာချောလေးနဲ့တက်တက်တိုးတော့ချောလေးကိုပါထပ်ထိုးပြီးတင်ထားတဲ့ပစ္စည်းတွေပြန်ယူလာလိုက်တဲ့အနောက်ကလိုက်လာတဲ့အေဂျင့်တွေကိုလည်းခံချပြီးအကုန်မှောက်သွားတော့မှပြန်ထွက်လာတဲ့အချိန်မှာဂျိုဆွန်ဘက်ကလူတစ်ယောက်ရောက်လာပြီးတတိမိနေတဲ့လူတွေအားလုံးကိုခေါင်းတွေကြီးတက်ပစ်သွားခဲ့တယ်ဂျွန်းလည်းလမ်းရောက်မှဝက်တွန်းတင်ရမယ့်ရက်ဆိုတာတတိယပြီးဂျိုဆွန်ရဲ့ညီတေဆုံးမှုကိုထဲကားရေးထားတဲ့ဇလန်းဖြစ်နေတော့ထုတ်လုပ်သူကိုအချိန်မီလှမ်းတားလိုက်ပေမဲ့နောက်ကျသွားလို့မီနာအတွက်စိုးရိမ်သွားခဲ့တယ်ဂျိုဆွန်လည်းသူ့ညီတေဆုံးမှုကိုကြည်ရင်စိတ်မကောင်းတွေဖြစ်ပြီးမီနာဘက်လှည့်လာတဲ့အချိန်မှာနေကလူတွေကလည်းခေါင်းတွေကြီးအပြစ်ခံထားရတဲ့သူတို့အေဂျင့်တွေကိုကြည်ရင်ဂျွန်းလုပ်တယ်ပဲထင်သွားခဲ့ကြတယ်ဖုံးမပါဘူးလို့ညင်းထားတဲ့ဒဲဂျူးရဲ့ပေါင်ကြားကအတန်တွေမြည်
မီးတွေထလင်းနေလို့အတင်းဆွဲလိုက်တော့ Nils ကဂါယုံကိုဖမ်းထားကြောင်းသိရပြီးစိုးရိမ်စိတ်နဲ့ဒဲဂျူးပေါင်ကြားတဲ့ကိုငုံပြောနေခဲ့ရတယ်။မီနာလည်းသူ့ယောက်ျားကိုမလာဖို့အော်တားနေတဲ့အချိန်မှာအနားရောက်မှကားကဝေ့သွားလို့အကုန်လုံးကြောက်ပြီးမလာဖို့တားနေတဲ့မီနာကိုယ်တိုင်လည်းသူ့ကိုတကယ်ထားခဲ့မှဒေါသတွေဖြစ်ကြံခဲ့ရတယ်။အရက်ပလင်းတွေထည့်ချုပ်ထားလို့ပလင်းကိုခွဲပြီးလက်ပြန်တုပ်ထားတဲ့ကျိုးကိုတော့ဖျက်နိုင်ခဲ့ပေမဲ့ပိတ်ထားတဲ့တကားကိုဖွင့်မရတော့များပြားလာတဲ့ပလင်းတွေဘက်ကိုပဲမျက်စောင်းပြန်ထိုးလိုက်တော့တယ်။ချောလေးကလည်းသူတို့ရဲ့ခေါင်းဆောင်ယာထူးဖမ်းလာတဲ့ဂါယုံကဂျွန်းရဲ့သမီးဆိုတာသိသွားတော့မလိမ့်တစ်ပတ်နဲ့ကဲထုတ်လာပြီးဂျွန်းကိုပြန်လာခေါ်ခိုင်းလိုက်မှတူးထောက်လက်မြောက်ခိုင်းလိုက်တယ်။ဂါယုံလည်းသူ့ကိုလာခဲ့တဲ့လူကချောလေးမှန်းသိသွားတော့ဂျွန်းမူတိုင်းပြောပြတဲ့ညီရင်းတယောက်လိုချစ်ရတဲ့လူကတနက်နဲ့ပြန်ချိန်ထားလို့သူ့အဖေရဲ့ငယ်ကျူးငယ်နာတွေအကုန်ပြောပြလိုက်တော့တယ်သူတို့သားအမိမသိအောင်အလုတ်ကျန်းလုပ်နေတာတွေမအောင်မြင်တဲ့ဝက်တုံးကိုဆွဲလို့မိမဖြစ်သူရဲ့စူပူချိန်မောင်းမှုတွေအားလုံးကိုပြောပြလိုက်မှဂျွန်းလည်းတိတ်ခါတွေရစရာမရှိအောင်ကြပြီးချောလေးလည်းသဘောပေါက်သွားတော့တယ်တစ္ဆာဖောက်မဟုတ်မှန်းလက်ခံသွားတော့မှဂျွန်းနဲ့ပတ်သက်သမျှအားလုံးအမတ်တရတင်ထားတဲ့အခန်းထဲကိုခေါ်သွားပြလိုက်လို့သူတို့နှစ်ယောက်ရဲ့တန်ရောစင်တွေကိုဒဲဂျူးလည်းမနာလိုဖြစ်သွားခဲ့ရတဲ့ရေခဲတစ်တာတော့ဖွင့်ကြည့်မှအမြောက်စားလက်နက်တွေအများကြီးမြင်လိုက်ရလို့သူတို့သုံးယောက်ပေါင်းပြီးမီနာကိုကယ်ဖို့ပြင်ဆင်ပြီးထွက်လာတဲ့အချိန်မှာအိတ်ကအရန်လေးနေလို့နည်းနည်းပြန်လျှော့ခဲ့ရတယ်အနောက်ကနှစ်တွေထက်လိုက်လာတော့ချောလေးကိုတိုက်ခိုက်ပြီးလွတ်မြောက်သွားတဲ့ပုံစံမျိုးဖြစ်အောင်ဇလန်းဆင်လိုက်ပေမဲ့လက်တီးချက်တွေကတကယ်ပြင်းနေလို့ချောလေးလည်းစုပ်ပြတ်တက်ပြီးကြံနေခဲ့ရတယ်ကားပေါ်ရောက်မှဂျွန်းကိုငငယ်လေးကလေးကပင်ပန်းတွေလှုပ်ခိုင်းခဲ့တဲ့လူကဒဲဂျူးမှန်းသိပြီးဂါယွန်းလည်းပြဿနာရှာနေတဲ့အချိန်မှာချောလေးတင်ထားတဲ့လက်နဲ့အိတ်ကြံခဲ့မှန်းတတိယသွားခဲ့ကြတယ်။ဟောင်တိုးတိုးကလည်းချောလေးကိုမကျေနပ်ပေမဲ့ဂျွန်းကိုပြန်တိုက်ခိုက်နိုင်တဲ့လူကသူတယောက်ပဲရှိလို့အတရားရအရှင်ရဖမ်းခိုင်းလိုက်တဲ့အချိန်မှာဒဲဂျူးတို့နှစ်ယောက်ကလည်းလက်နက်တွေမပါဘဲရောက်သွားခဲ့ကြတယ်။ဂါယုံကတော့ကားထဲမှာပုံပြီးဟောင်တိုးတိုးကိုဖုံးခေါ်ထားလို့ဒီနေရာနဲ့အဖြစ်အပျက်တွေအားလုံးကိုမြင်နေရတော့ဂျွန်းနဲ့ဒဲဂျူးကလည်းတယောက်ကိုတယောက်အပြန်အလှန်ကြောက်ချယွံချနေခဲ့ကြတယ်။မီနာကိုခေါ်ခိုင်းလိုက်မှအရက်ကောင်းစားတွေထိုင်တောက်ပြီးမူးယောင်လာလို့ဂျွန်းလည်းပြေးသွားလိုက်ပေမဲ့ကြားထဲမှာအရိုက်ခံရတော့မီနာလည်းသူ့ယောက်ျားကိုထိလို့တင်းပြီးဝင်ချပစ်လိုက်တဲ့ထူးဆန်းတဲ့တိုင်းကွက်တွေတစ်ချက်တွေနဲ့လေးပေါ်ပြန်ဝဲပြီးထိုးကျိတ်နေလို့အားလုံးလည်းကြောင်ကြည့်နေတဲ့အချိန်မှာတကယ်လက်တွေကဘောနက်ဖုံးပေါ်တက်ပြီးစိတ်ကူးရင်ချနေမှန်းသိလိုက်ရတယ်ဂျွန်းလည်းသူ့မိမဘာဖြစ်တာလဲမေးကြည့်မှဂျိုဆွန်ကလည်းသူ့ရက်တွေယူတောက်ထားကြောင်းစိတ်ဆိုးမှန်ဆိုးနဲ့ပြောပြလိုက်လို့အနာကတ်သွားတဲ့အချိန်မှာမီနာလည်းသူ့ကိုထားပြီးကားပြန်မောင်းသွားလို့မကျေနပ်ချက်တွေကိုစုပြီးထုရိုက်ပေးလိုက်တယ်ဂျိုဆွန်ကတော့သူ့ရဲ့ညီကိုလုတ်ခဲ့တဲ့အတိုင်းဒဲဂျူးကိုလျှက်စစ်ကလပ်ထိုင်ပေါ်မှာထိုင်ခိုင်းပြီးဂျွန်းကိုမီနာနဲ့ချင်းချောက်ထားလို့ခိုင်းထားတဲ့အတိုင်းလိုက်လုံနေရတဲ့အချိန်မှာအဝေးကပဲမြင်နေရတဲ့ဟောင်တိုးတိုးကလည်းဂျိုဆွန်နဲ့တဖွဲ့တည်းပဲထင်သွားခဲ့ကြတယ်နစ်ဆွေရောက်လာတဲ့အချိန်မှာတော့တိုက်ပွဲတွေပြင်းထန်ပြီးဂျိုဆွန်တို့လည်းအဖမ်းခံလိုက်ရလို့ဂျွန်းဘက်ပြန်လှည့်လာတဲ့အချိန်မှာအငင်းခုန်တွေကြားထဲကဆတ်လိုက်ပါသမားကိုပြစ်ဖို့အမိန့်ပေးလိုက်တယ်ကြားထဲကချောလေးလည်းဝန်ခံပေးလိုက်လို့ဒရမ်မာတွေချိုးပြီးတေးချင်အောင်ဆောင်လိုက်ပေမဲ့လိမ့်ဖိရိုက်နေတဲ့ဂျွန်းရဲ့လက်ဝါးတံတွေကိုမခံနိုင်တော့တဲ့အဆုံးမှာလက်နဲ့ပြန်ကာထားလိုက်ရတယ်ဆတ်လိုက်ပါသမားနှစ်ယောက်ကိုဂျိုဆွန်ဘက်ကလူရောက်သွားတော့အခြေအနေတွေအားလုံးပြောင်းပြန်ဖြစ်သွားလို့ဂျွန်းလည်းတနက်သမားကိုပြစ်ဖို့ကြိုးစားလိုက်ပေမဲ့သူကအရင်ဦးအောင်ပြစ်ခံလိုက်ရတယ်။နစ်တစ်ဖွဲ့လုံးလည်းလက်နက်ချပြီးအဖမ်းခံလိုက်ရတဲ့အချိန်မှာတော့လူမဖမ်းခိုင်းတဲ့ဟောင်တိုးကိုချော်လေးလည်းဝိုင်းဆဲပစ်လိုက်လို့တနက်တိုက်ပွဲတွေကြားထဲမှာဒဲဂျူးပဲဝင်ထိန်းထားပေးလိုက်ရတယ်။ဒဲဂျူးလည်းသူ့ဘက်လက်လာတော့တီးမခံနိုင်လို့ပြန်ဆဲနေမှဂျိုဆွန်ဘက်ထပ်ပြောင်းရင်ထိုးခံလိုက်ရပြီးမီနာတို့တားအမိကိုတက်ခါနီးမှဂျွန်းပြန်နိုးလာလို့တိုက်ပွဲတွေထပ်ဖြစ်ကုန်ကြတယ်။ဂျွန်းလည်းသူ့မိသားစုကိုခေါ်ပြီးနှစ်ထပ်ဝတ်ထားတဲ့ကြီးကာအင်ဂျီတွေချုပ်ပေးရင်းတမိရှိမှတင်ချစ်ခင်ပြနေလို့ဒဲဂျူးဝင်လာလိုက်မှနန်းနေတာကိုရက်ပြီးတိုက်ပွဲတွေပြန်ဝင်လာခဲ့တယ်မီနာတို့ကိုကာကွယ်ပေးနေတဲ့ဒဲဂျူးကလည်းဂျိုဆွန်ရဲ့တက်တော်ဆောင်နဲ့တိုးလို့ဓာသမားကိုတုတ်ချိုးနဲ့ဖင်းဆောင်ထိုးပြီးအနိုင်ယူလိုက်နိုင်တဲ့အချိန်မှာဂျွန်းကလည်းအပေါ်တက်ပြေးတဲ့ဂျိုဆွန်နောက်ကိုလိုက်သွားခဲ့တယ်ပြန်တိုက်ခိုက်တဲ့ကြီးစံတွေကြားထဲကိုရှောင်ရှားရင်းဒူးပြန်ခုန်ချွေးလိုက်တော့မှချနေတဲ့လူတွေအားလုံးလည်းလေထဲကသူတို့နှစ်ယောက်ကိုကြည့်ပြီးမြင့်တက်သွားခဲ့ကြတယ်ဂျိုဆွန်ကိုဖမ်းပြီးသူ့ရဲ့နောက်ဆုံးတာဝန်လည်းအဆုံးသတ်နိုင်ခဲ့လို့အေဂျင့်နဲ့မိသားစုဘဝလေးမှာဝက်တုံးစရာအဖြစ်နဲ့ဖြတ်တန်းနေထိုင်စဉ်ချော်လီလည်းအေဂျင့်ပြန်လုပ်ဖို့နားချကြည့်ပေမဲ့မီနာတို့တားအမိကလက်မခံလို့ညှင်းလွတ်လိုက်ရင်ဇလန်လေးလည်းပြီးဆုံးသွားပါပြီ